আসসালামু আলাইকুম, কেন আছো ওনারা? আলহামদুলিল্লাহ আমি ভালো আছি। আজি স্পেশালি তোমার সাইতে আসি আয় তোমার নাকি বর্মেশ্বরে খুবই সুন্দর করি আরে তা আজি আয় আছে একটা টেকনিক লইতে আসি দে তোমার জীবনে কি মাসাব আছে মাসাবে কেমগুড়ি বর্মেশ্বরে শিখা দে আরা যদি বর্মেশ্বরে ডেভেলপ করতে চাই দইতে গেলে আর তো বর্মিস বেশা বেশি জরুরত নে তো জইছে জরুরত দইতে গেলে আর বর্মেশ্বরে কেমগুড়ি ডেভেলপ করি ভাই জম দে কিছু মাসাব তো চাই টেকনিক দাসে কি লইম শেয়ার করি লইম কেঙ্গুরি দাসে আর অন্য ফন্ডর যদি বর্মিস ডেভেলপ করতে চাই দইতে গেলে দাসে বর্মেশ্বরে কেঙ্গুরি ডেভেলপ করজম দে এন দাসে টেকনিক কেন লইম। আসসালামু আলাইকুম, কেন আছো তোনে? আলহামদুলিল্লাহ আমি ভালো আছি তো অনেক আছো আছি আলহামদুলিল্লাহ। বর্মি সকল ফরমে মাজানাকে অনেক বেশি সুন্দর করে দেখ তা আয় দাসে কিছু সাহিত্য আসছে কেঙ্গুরি বর্মিশ্বরে কেঙ্গুরি ডেভেলপ করে দে মাসাবে কেঙ্গুরি ফরাত দে আজ যদি তোমার কালাসো সাহিত্য হইতে গেলে কিছু অবজার্ভ করি বাদ আছে আয় অন্য ফন্ডরে কি ঘুরি ভাজম ভালো hata nyamaza hode hiba arar making saka node isa forori tele iba odle aragwa tu senta guri ashede aragwa lumio bata color ki bata saka to hiba arar ma making saka node ta hitala bat making bata saka node hiano laburi ar to ei bata hibare মানে চেঞ্জ চেঞ্জ আকা আকা ইউফা যেছে হে সলো সলো জিনা মানে বারবার বারবার যদি আরা যদি হিবার যদি কি একটা খাটলেলে ইউফা ইউসো যেছে হে এই বাদা মিয়ামাজা হতে হি বাদা সে এরিমা গুরি টুঠা গুরি আই দিয়ানোর জন্য নালে পারে কিন্তু লইলে অনগ কালাস গরনা যে অনেক কালাস মুই সাইবল আসম যে মরগ কালাস দাহায় আর দিলর বুঝ দাও না যে da so yin din ngaကျွန်တော်တို့ကာထွန်းဆရာကြီးဥပါကျန်ကိုစာဖတ်တော့မယ်နော်ကဲဥပါကျန်သည်ရောင်တို့မျိုးအထေကုံသေးဥပံဒေါ်မြစ်တို့ဤတာဖြစ်သည်1902ခုနှစ်တွင်ဖွာမြင်သည်မွေးချင်း6ယောက်အနက်အထွေးဆုံးဖြစ်သည်ရောင်တို့မျိုးအင်္ဂလိပ်မြန်မာနှစ်ဘာသာသင်အစိုးရအလေတန်းကြောင်းစတုဒ္ဒတန်းတွင်ပညာစည်းဖို့စီအကာကပုံဆွေဆရာဦးချုံဆိုင်မှာသူဤဆရာရင်ဖြစ်သည်မောင်ပါကျန်ကလေးပကြီးအစွမ်းအစကိုအခဲခမည်သဖြင့်ဦးချုံဆိုင်သည်သူ့ကိုအမြင့်ကြီးကျူးအားပေးလေရှိသည်ငယ်စဉ်ကပင်ပကြီးပညာကိုတူတူချချဝဒနာပါ၍မိမိမုံဖို့ဖြင့်မြေဖြူဝေခါကြောက်တင်ဘုံကြောက်တင်ဘုံများအိမ်ထရန်များတွင်စစ်တိုက်ဘုံကြားဖြစ်ဘုံအဝေးမှပြန်လာတော့ငတ်ဘုံစားသည်တို့ကိုဆွေးလေရှိသည်တိုတို့ဆွေးရမှတိုနှင့်အပိုးအသက်ရှူပြောင်းသည်ဟုပြောသည်ဥပါကျန်ကုန်းလေးကြောင်းတို့ရောက်တော့အကာစာသင်ကန့်တွင်မိမိရှိတိုင်သောတောင်းသူများဤစိုင်တုံးပုံအမျိုးမျိုးကုသစီရင်ပုံအမျိုးမျိုးကိုနေကိုဟန်အမျိုးမျိုးတို့ကိုလစ်လာရေးဆွဲလေးရှိသည်မိဘမြကဥပကျန်အားအစိုးရယာတို့ကြီးများကိုရီမန်း၍၎င်းရီမှန်၍ကောက်လိုက်ပညာကိုတင်ယူစေတော်လဲဥပကျန်ကမူပုံဆွေချင်းတချင်းဆိုချင်းတရော့တို့ချင်းအင်္ဂလိပ်စာနှင့်မြန်မာစာပေလက်လာချင်းတို့တွင်ပိုရေးစိတ်ဝင်စားသဖြင့်ဒုတိယနှင့်ဥပစာတန်အတိတာပညာသင်ယူပြီး1922ခုနှစ်တွင်တက္ကသိုလ်မှထွက်လိုက်သည်1929ခုနှစ်ခန့်တွင်အတွင်းဝင်များရုံ၌စရဲအဖြစ်လောက်ခိုင်ခဲ့သည်သို့သောသူသည်အနုပညာသမပြီးပြီးတည်တွင်ကြံစီမှုလွတ်လပ်မှုတို့ကိုမျက်နှိုးသူဖြစ်ကရုံအလုတ်တွင်စိတ်မဝင်စားပဲညင်းငွေလာသည်တို့ကြောင့်မကြာမီပြီးလာကားစားအလုတ်ကိုကြောခန့်၍ပကြီးလောကအတွင်းသို့ခြေစုံပြုတ်ဝင်ကားခါထိုးများကိုရေးဆွဲလေသည်အစတွင်အခက်အခဲအမျိုးမျိုးနှင့်ရင်ဆိုင်ရသည်
သို့တော်လဲသူမဖြုံးအရာရှိကြီးများဖြစ်သောသူအခိုများဤဘဝကိုလည်းသူမမတ်သူဝဒနာပါယာမျက်နှုတ်ရာပကြီးအလုတ်ကိုလုံးနေရလျင်အလွန်ကျဉ်းတဲ့သည်ကြိုးစားမှုလက်လာမှုစိတ်ဝင်စားမှုတို့ကြောင့်သူဤခါထွန်းလက်ရမြတ်မှာတူချပြောင်မြောက်လာကတွန်းသစ္စာကာတွန်းဆရာတယောက်အဖြစ်ဖြင့်တစားတစားအတိအမှန်ပြုခြင်းကိုခံရလေသည်ဥပါချင်းဤကာထွန်းမြသည်1930ပြည့်နှစ်မှစ၍ရန်ကုန်ကဲဆက်အင်္ဂလိပ်သတင်းစာဒီတော့ဂျာနီရေရွှေဝေမဂဇင်းသူရိယာမဂဇင်းသူရိယာသတင်းစာစသည်တို့တွင်ပါဝင်လာသည်သူ၏ဇက်ဆောင်မြမှာဥပျောက်စိတ်ခြာရာနတိမှမောင်မြင်စာခိုပြူမာပြုံးကြွက်ပြူကလေးတို့ဖြစ်သည်သူ၏ကာထုံးမြမှာစာနီးရှင်တွေ၍တရုတ်ပေါ်သောခါထုံးမျိုးဖြစ်သည်ခါထုံးဆွေရာတွင်ရေရွှင်ပွေတက်တက်အထွတ်ရေဆွေသောခါထုံးမြအပြင်ကလေးပုံမြင်တရုတ်ပေါ်ခါထုံးမြဖြူပြင်းရဲ့ပတ်သို့ဥတီသောခါထုံးမြလူထုကန်စားချက်များနှင့်လွတ်လွတ်လပ်လပ်တင်ပြသောခါထုံးမြပါဝင်သည်ဟုတ်ပြီဒီနေ့ဆိုဒီနေ့ဒီလောက်ဆိုတော့ပါပြီနော်ကဲဒါဆိုအခုတို့တွေဖတ်ထားတဲ့ရွတ်ဆိုထားတဲ့အဲ့ဒီစာပိုက်ကလေးတွေကိုစာပိုက်ကလေးတွေရဲ့အဓိပ္ပာယ်ကိုရှင်းပြတော့မယ်ဟုတ်လားဟုတ်